ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဝါသနာတူညီကိုများတို့ကျွန်တော်အင်ပါတာတစ်လုံးရုပ်ကိုပြုပြင်တော့မယ်စစ်စီတော့မယ်ပြစ်ချက်စားမယ်ဆိုတော့ကိုကျွန်တော်ဆွေးနွေးပြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ manual inverter ပါinverter မှာဆိုလို့ရှိရင် auto inverter ရှိတယ် manual inverter အခုဒီ manual inverter မှာဒီကောင်ကဒါက push pull inverter push pull ဆိုတာကကျွန်တော်တို့ဒါ sine wave sine wave ပြ frequency 50 push pull inverter ဖြစ်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်ဒီကလစ်နှစ်ခုကျတော့ဒါ battery ကိုချိန်ရမယ်ကလစ်နှစ်ခုဒီ plug ကောင်ကျတော့ဒါက AC source ကနေယူပြီးတော့ battery ကိုအားပြန်သွင်းမယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီပုံလေးကိုကျွန်တော်ဆွေးနွေးပြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုမှာရှင်းလင်းဖို့ကကျွန်တော်ရဲ့ save ဗီဒီယိုလေးနဲ့ကိုကြည့်မှပို့ပြီးတော့ကိုရှင်းမယ်လို့ကျွန်တော်ထင်မိပါတယ်ခင်ဗျာအဲ့တော့မှပဲဗီဒီယိုတစ်ခုခုနဲ့ချိတ်ဆက်မိမှဒီပုံလေးကိုနားလည်မယ်လို့ထင်မိပါတယ်ခင်ဗျာကဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီပုံမှာဆိုလို့ရှိရင် battery ကိုလည်းကျွန်တော်စပြီးပြောပါမယ် battery ကိုမှဆိုလို့ရှိရင်ဒီမှာအပေါင်းဒီမှာ ground အနှုတ်ကိုကျွန်တော်ကဒီလိုမျိုး ground sign နဲ့ဆွဲဆိုလို့ရှိရင်ဒီလိုမျိုး ground sign နဲ့မှန်သမျှကိုဒါကအနှုတ်လိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်မီလုံးအပေါင်းရဲ့အနှုတ်ရဲ့စီမမီလုံးလေးမယ်အပေါင်းရဲ့အနှုတ်ရဲ့စီမမီလုံးလေးမယ်ဒီမှာဆို oscillator ကတ်ဆိုလို့ရှိရင်အပေါင်းရဲ့အနှုတ်ရဲ့စီမ oscillator ကတ်ကလုံးမယ်ဒီ gate မှာဆိုလို့ရှိရင်အပေါင်းရောင်းမှလုံးမှာဖြစ်တဲ့လိုမျိုးဒီ gate ကိုပြန်ပိတ်မှုဆိုတော့အနှုတ်နဲ့ပြန်ပြီးပိတ်တာဟုတ်ကဲ့ဒီ gate ကိုအပေါင်းပေးပြီးတော့ဖွင့်ဆိုလိုမျိုးအနှုတ်ပေးပြီးတော့ပြန်ပိတ်တာကဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ခြမ်းကနေ battery ဘက်ခြမ်းကနေ AC ထုတ်တဲ့ပိုင်းကိုကျွန်တော်အရင်ဆုံးဆွေးနွေးမှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့battery ကနေကျွန်တော်တို့အပေါင်းတစ်ခုထုတ်လိုက်ပြီကဲအပေါင်းထုတ်လိုက်ပြီအပေါင်းကဒီ coin ရဲ့အလယ်စားကိုတွင်လိုက်ပြီဒီ coin ကဒါတစ်ဆက်တယ်ပဲဆိုတော့ကဒီအပေါင်းကဒီကနေလာပြီးတော့ဒီ drain တွေကိုလည်းအပေါင်းဝင်သွားပြီကဲဒီအပေါင်းကဒီကနေလာပြီးတော့ဒီ MOSFET တွေရဲ့ drain တွေကိုဒါက MOSFET ဖြစ်ပါတယ်ခင်ဗျာ MOSFET တွေကိုလည်းကျွန်တော်ရဲ့ C ဗီဒီယိုတွေမှာကျွန်တော်က MOSFET ရဲ့သင်္ကေတကိုဘယ်လိုဆွဲရတယ်ဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်အကျေအစင်းပြပေးခဲ့ပါတယ်ခင်ဗျာဒါကကျွန်တော်နားနဲ့လွယ်ကူအောင်ကျွန်တော် toggle အိမ်တွင်းမိခလုတ်လေးနဲ့ကျွန်တော်ဒီလိုမျိုးလေးဆွဲရတာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုလို့ရှိရင်ဒီကနေကျွန်တော်တို့ကအပေါင်းထည့်ပေးလိုက်ပြီးအပေါင်းနဲ့မှလာတယ်ဒီထီကိုရောက်သွားပြီဒီမှာဆိုတော့အပေါင်းတစ်ဆက်တည်းပဲဒီထီကိုရောက်တယ်ဆိုအပေါင်းနဲ့ရောက်သွားပြီကဲဆိုးကိုကြတော့ကကျွန်တော်တို့က ground ချမှာဖြစ်ပါတယ် ground ဆိုတော့ကကျွန်တော်ဒီ battery ရဲ့အနှုတ်နဲ့လာပြီးတော့ဆက်တယ်ဒီဆိုးကိုလည်းဒီက battery အနှုတ်နဲ့လာပြီးဆက်တယ်ကဲဒါဆိုလို့ရှိရင်ဒီနှစ်ခုကိုတလဲစီဖွင့်လိုက်လုံးမှုကြတော့ဒီ gate တွေကိုကျွန်တော်တို့ကဘိုးပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီ gate ကိုဘိုးပေးမှုဘယ်ရပေးမှာဆိုရင်ဒီ oscillator ကပေးမှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုလို့ရှိရင်ဒီ oscillator ကိုဘိုးကဘယ်ရပေးမှာလဲဟုတ်ပြီဒီ oscillator ကိုပေးမဲ့ဘိုးကကျွန်တော်တို့ကဒီ battery ကနေပဲပြန်ပေးမှာကဲဒီ battery ကနေကျွန်တော်တို့အပေါင်းတစ်စားကိုကျွန်တော်ဒီကနေ wire ကျိုးနဲ့ခဲတို့တယ်သူကဒီအပေါင်းကလာပြီးတော့ကကျွန်တော်တို့ကဒီထဲကိုလက်ပေးတယ်ဒါပေမဲ့ကျွန်တော်ဒီမှာ battery တွဲဖို့လို့ပဲရေးထားပါတယ်ခင်ဗျာပြောဆိုရင် wire ကျိုးဆိုဒီမှာပုံကဆုတ်သွားမှာဖြစ်ပါတယ်ကြောင့်မလို့ကျွန်တော်ဒီမှာ battery တွဲဖို့လို့ပဲကျွန်တော်ရေးထားပါတယ်ခင်ဗျာကဲဒါဆိုစီဒီကိုတွဲဖို့ရောက်လာပြီတွဲဖို့ကိုကျွန်တော်တို့ကအခုဒီမှာဆိုရင် inverter နဲ့ charger ဒီခလုတ်တွေရောက်လာပြီကျွန်တော်မနက်တော့ဆိုလို့ရှိရင်လည်းကျွန်တော်ဒီပုံလေးကိုကျွန်တော်ဒီမှာရှင်းပြထားပေးပါတယ်ခင်ဗျာဒီ C ဗီဒီယိုမှာကျွန်တော်ရှင်းပြထားပေးပါတယ်ကဲဒါဆိုလို့ရှိရင်ဒီထဲကိုရောက်လာပြီကဲကိုကအားသွင်းတော့မယ်ဆိုလို့ဒီ battery ကိုကျွန်တော် oxygen ကတ်ကိုလုံးမယ်ဆိုလို့ရှိရင်ဒီနှစ်ခုကိုထိသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ inverter ကိုသုံးမယ်ဆိုလို့ရှိရင် battery ကနေအားပြန်ထုတ်လို့မယ်ဆိုလို့ရှိရင်နှစ်ခုထိသွားပြီဆိုလို့ရှိရင် oxygen ကတ်ကိုဘိုးရောက်သွားပြီ oxygen ကတ်ကိုဘိုးရောက်ပြီဆိုလို့ရှိရင်ဒီကနေ gate 1 gate 2ထွက်ပြီgate 1 gate 2ထွက်ပြီဆိုရင်ဒီနှစ်ခုကျွန်တော်တို့က switch divide လုပ်ပြီတလှည့်စီမောင်းပြီဘာရိုက်ပြီ switch လုပ်ပြီဆိုလို့ရှိရင်ဒီကနေကျွန်တော်တို့ကဘိုးထွက်ပြီပါတယ်ခင်ဗျာကဲဟုတ်ပြီဒါဆိုလို့ရှိရင်DC battery ကနေ AC ပြန်ထုတ်တဲ့အပိုင်းကဲဒီအပိုင်းကနေဒီအပိုင်းမှာကျွန်တော်ကဘယ်လိုပြစ်ချက်စမှာလဲကဲဒါဆိုကြည့်မယ်ဒါဆိုလို့ရှိရင်အခု oscillator ကကဲဟုတ်ပြီနော်ဒီမှာ ground ပေးထားပြီးသားဒီ ground တွေဒီကိုထောက်လိုက်ဒီမှာမီတာလက်တန်ထားမယ်ဒါတွေက DC ဘိုးဖြစ်တော့ကြောင့်မို့လို့ကဒီမှာ ground ဒီမှာလက်တန်အနက်ကိုထားမယ်ဒီမှာအပေါင်းထားမယ်ကဲထောက်တော့ဒီမှာဘိုးမရောက်ဘူးဆိုလို့ရှိရင်ကဲဒီမှာတွဲဖို့မရောက်ဘူးဆိုလို့ရှိရင်ကဲဘာကြည့်မယ်ဒီခလုတ်မကောင်းလို့လားဒီမှာထောက်ဒီမှာလည်းမရောက်ဘူးဆိုလို့ရှိရင်ဒါဆိုကျိုးကြောက်လားခလုတ်ကြောက်လားကဲဒီမှာထောက်တယ်ရောက်တယ်ဒီကိုထောက်တယ်မရောက်ဘူးဆိုလို့ရှိရင်တော့ဒါဘာပြောဆိုတာခလုတ်ကြောက်ခလုတ်ပစ်ချက်ခလုတ်လင်နော်ကောင်းပြီကဲဟုတ်ပြီဒီထီကိုရောက်တယ်ကဲဒီထီကိုရောက်တယ်ဘိုးကဒီထီ oxygen ကတ်ထီကိုဘိုးရောက်တယ်ဒါပေမဲ့ဒီ gate 1 gate 2ဘိုးမရောက်ဘူးဆိုရင်ကဲဒီ gate အထွက်တယ်ဒီ gate ထွက်တွေမှာဘိုးတိုင်လို့ရတယ်ကဲဒီမှာဆိုရင် ground နီးစက်ရ ground တစ်ခုယူလိုက်ဒီမှာနီးစက်ရ ground ရှိတယ်အဲ့မို့ battery ရဲ့ ground ဒီမှာလာထောက်လိုက်ရတယ်ဒီမှာထောက်လိုက်ရတယ်ကဲ gate ဘိုးဆိုတာရှိတယ် gate ဘိုးဆိုတာကနေဆုံးမရှိပါဆိုရင်3 volt 5 volt အလောက်ရှိပါတယ်ခင်ဗျာကဲ gate ဘိုးတိုင်လိုက်ပြီ gate ဘိုးလည်းလို့ gate ဘိုးမထွက်ဘူးဆိုလို့ရှိရင်ဒီ oxygen ကတ်ကအလုံးမတော့ဘူးဒီမှာတော့အဝင်မှာတော့ oxygen ကတ်ရဲ့အဝင်မှာတော့ဘိုးရောက်တယ် oxygen ကတ်ရထွက်မှာတော့ဘိုးမရောက်တော့ဘူးဆိုလို့ရှိရင်ဒါဒီ oxygen ကတ်ကမကောင်းတော့ဘူးဒါကတ်ကိုပြုပြင်ရတော့မယ်ကတ်ကိုလဲတင်လဲရတော့မယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကနည်းနည်းစီနေပြီဖြစ်တော့ကြောင့်မလို့ကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ခင်ဗျာကျွန်တော်ကိုဒီထိမှာမသိတာမရှင်းတာဆိုလို့ရှိရင်ကျွန်တော်ကို comment မှာတော့ဗျကျွန်တော် comment မှာဖြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် comment ကကျွန်တော်ဖြည့်လို့မရဘူးမပေါ်ဘူးဖြစ်နေတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ကိုချက်ဖောက်မှာလာပြီးတော့မေးမယ်ဆိုရင်မေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်နောက်ဗီဒီယိုမှာဆိုလို့ရှိရင်ဒီဘက်ပိုင်းကို
ထပ်ပြီးဆွေးနွေးပြမှာဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ပစ်ချက်ကိုလည်းဘယ်လိုထပ်လိုက်ရမလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ဆွေးနွေးပြမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ